MNDAA နဲ့စစ်တပ်နဲ့လာရှိုးမှာMNDAA နဲ့စစ်တပ်နဲ့တရုတ်မှာဆွေးနွေးခဲ့တယ်လို့ကြားတယ်သတင်းထွက်နေတယ်တရုတ်မှာဆွေးနွေးခဲ့တယ်လို့ကြားတယ် MNDAA နဲ့စစ်တပ်တရုတ်မှာဆွေးနွေးခဲ့တယ်လို့ကြားတယ်ဘာလဲဆိုတော့လာရှိုးနဲ့ဒီလာရှိုးအရေးပေါ့ဗျာရှမ်းမြောက်အရေးပေါ့ဒီကိုကတ်တပ်တွေနဲ့ဆွေးနွေးတဲ့အခါဆွေးနွေးမှုလုပ်တယ်ဒါပေမဲ့ဆွေးနွေးပွဲမအောင်မြင်ဘူးဆိုတဲ့သတင်းမျိုးလည်းကြားပါတယ်အခြားတစ်ဖက်မှာတော့လာရှိုးမှာရှိနေတဲ့ MNDAA ဝတ်စုံဝတ်ထားသောသူများကဒီလိုပြောရတော့မယ်ဝတ်စုံ MNDAA ဝတ်စုံဝတ်ထားသောသူများကMNDAA လက်အောက်ခံကျွန်များကပေါ့နော်MNDAA နဲ့ MNDAA ကျွန်လက်အောက်ခံအုပ်စုများကဒီမလာရှိုးမှာဆန္ဒပြတဲ့အုပ်စုလူ၈ယောက်ကိုတွားပြီးဖမ်းပလိုက်တယ်။ဘာလို့ဘာလို့ဆန္ဒပြဆိုတော့တရုတ်ပြည်ကိုဆန္ဒပြလို့တဲ့ဖမ်းတယ်ဆိုပြီးလုပ်ပြတယ်တဲ့။ဆိုတော့ဒါတွေကလုတ်ပွဲဆိုတာကျွန်တော်ပြီးခဲ့တဲ့နေ့ပြောပြလိုက်ဒါလုတ်ပွဲနော်အဲ့တော့ဝိုင်းပြီးတော့မျက်လက်ပြနေတဲ့ပွဲကြီးပါနော်အခုလာရှိုးမှာကိုးကန်နေရှိသေးလားမင်းရှိသေးတယ်ဒါပေမဲ့အရင်လိုအင်အားနဲ့ဒုနေတဲ့ရှိနေတာမဟုတ်ဘူးဒါပေမဲ့ဝါကတော့အမြဲတမ်းကြားချောင်းငါးချောင်းချောင်းနေတယ်ကြားချောင်းငါးချောင်းချောင်းနေတယ်ဝါကတော့အမြဲတမ်းချောင်းနေပါတယ်ဆိုတော့ဒါကဒီလာရှိုးမှာပြန်ဆုတ်ရေးကိစ္စကိုတက်နဲ့ဟိုနဲ့ဆွေးနွေးတဲ့ကိစ္စသိအဆင်မပြေလာသေးဘူးဆိုတဲ့သတင်းမျိုးထွက်ထားတယ်တစ်ချိန်တည်းမှာပဲ KIA ကလည်းသတင်း KIA နဲ့စစ်တပ်နဲ့ဆွေးနွေးနေတယ်ဆိုတဲ့သတင်းထွက်တော့အဲ့ဒါကိုထွက်တဲ့အခါကျတော့KIA ဘက်ကနော်ဘူးကလည်းသူတို့မဆွေးနွေးပါဘူးလို့ပြန်ညင်းထားတယ်ဒီနေ့ပဲညင်းတယ်နော်ဘူးကငါတို့မဆွေးနွေးပါဘူးတက်နဲ့မဆွေးနွေးပါဘူးညင်းတယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာတော့သူတို့ဆွေးနွေးခြင်းမဆွေးနွေးခြင်းတဲ့ကျွန်တော်စိတ်ထဲမှာမျိုးလုံးထဲမှာဒီနေ့အကောင့်ထဲမှာရုပ်တရက်ပေါ်လာတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ခွန်စာကြီးကြားဘူးမယ်နော်အားလုံးဒီခွန်စာကြီးရဲ့ MTA ကလက်နက်ချပွဲကြီးကျင်းပါတယ်အဲ့လက်နက်ချကြီးကျင်းပတဲ့ဟာကြီးရုပ်တရက်ဖြစ်ပေါ်လာတဲ့ဟာလို့ကျွန်တော်တစ်ခေါက်တော့လွန်ခဲ့တဲ့2နှစ်ကျော်ကျွန်တော်ပြောဘူးတယ်ခွန်စာကြီးကသူ့နယ်မြေတွေကို CIA တွေရောအမေရိကန်ကဒီရလူတွေရောအကုန်လုံးဝင်ပြီးတော့ဒိုးလိုမွေကြီးတွေတော့ရှောက်မှွေနေပြီးဟောလိဝုဒ်ဇာတ်ကားတွေတော့သူ့ပိုင်တဲ့မြေထဲမှာလာရိုက်တဲ့အထိဖြစ်ကုန်တော့ဖြစ်တော့အဲ့မှာသူနောက်ဆုံးသူလဲစဉ်းစားတယ်နောက်တစ်ခုကအဲ့ဒီ CIA ကအဲ့ဒီကွန်ဆာကြီးရဲ့နယ်မြေထဲမှာသူကလေချောင်းကာကွယ်ဒုံးတွေပေါ့ sorry လေရင်ပြစ်ဒုံးတွေပေါ့နော်ဒုံးဘယ်လိုကောတိုက်ခိုက်ဒုံးတွေပေါ့ဒုံးတွေကိုလာထားဖို့တတ်ဆင်ဖို့သူကမြည်တောင်းတယ်တောင်းတော့ကွန်ဆာကြီးအဲ့မှာစဉ်းစားလာတယ်ငါနင်းတိုင်နဲ့တရုတ်နဲ့မြန်မာအစိုးရကြားထဲမှာညှက်ပြီးတော့ငါကတမခံမှာသဘောရှိတယ်ဆိုပြီးတော့သူအမေရိကန်ရဲ့ဟွာကိုသူကြည့်ရတယ်တိတ်မကြိုက်တော့တဲ့ပုံရှိလို့ခွန်စာကြီးကဘာလုပ်လဲဆိုတော့ဗိုလ်ကြီးခင်ကျွန်းနဲ့တွေ့ဖို့ဆိုပြီးတော့လျှို့ဝှက်သူလုံကျဲလူတစ်ဖွဲ့ကိုထွက်လိုက်တယ်ဒါပေမဲ့တစ်ဖက်မှာခွန်စာကြီးရဲ့ MTA နဲ့စစ်တပ်နဲ့တိုက်နေတယ်အားရပါတိုက်တာရှယ်တိုက်တာ special တိုက်နေတယ်တစ်ဖက်ကတိုက်နေပြီမဲ့ခွန်စာကြီးကခြားတစ်ဖက်မှာတော့သူ့ရဲ့ယုံကြည်စိတ်ချရဲ့လူဦးခင်ကျွန်းနဲ့တွေ့ဖို့လုပ်လိုက်တယ်ဦးခင်ကျွန်းနဲ့တွေ့တော့ဦးခင်ကျွန်းနဲ့အဲ့ဒီလူနဲ့ဦးခင်ကျွန်းတို့ဖွဲ့နဲ့ဦးခင်ကျွန်းရဲ့ကိုယ်စားလှယ်နဲ့တွေ့ပြီးတကယ်ခိုင်မာပြီဆိုတဲ့အချိန်ကျမှအဲ့သတင်းကိုလုံးဝမထုတ်ဘူးတဲ့တစ်ဖက်ကတိုက်ချက်တိုက်နေဒီဘက်ကလည်းသတင်းလုံးဝမထုတ်ဘူးပြီးတော့ရုတ်တရက်ဆိုသလိုပဲဝုံတိုင်းဝုံခွန်းဆိုလှုပ်ချရတော့ခွန်စာအောက်ကတပည့်တွေတချို့တွေကဟက်ကော်ကြီးနဲ့ခံလိုက်ရတယ်အကုန်လုံးလက်နဲ့ကျသွားလူတောင်းနေချီလက်နဲ့ကျလင်းဝင်သွားတယ်လက်နဲ့အနံဝဲလုပ်သွားတယ်အဲ့ရနေပြီးတော့မှနောက်အာဆီယံဥပဒေစစ်တွေခွဲထွက်သွားတာဆိုအာဆီယံဥပဒေစစ်တွေခွဲထွက်တာနောက်တစ်ခုနောက်တစ် line ပေါ့နောက်တစ်မြောက်ပေါ့နော်ဆိုတော့ဒါတွေကတခါတည်းကြရင်တချို့သောကိစ္စတွေစိတ်ဝင်စားဖို့ကောင်းလို့ဆိုအဲ့ဒါကိုပြောတာတစ်ဖက်မှာတိုက်နေပြီတစ်ဖက်မှာလည်းဆွေးနွေးနေတာရှိတယ်ဒါပေမဲ့သတင်းတွေကသိကြောက်စရာကောင်းတဲ့အခါကျတော့ဆွေးနွေးနေလဲမဆွေးနွေးဘူးလို့ပြောလို့ရတယ်လို့အဆင်ပြေလဲမပြေဘူးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့လောလောဆယ်မှာအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေပြည်သူလူထုရဲ့အတွက်ကတိုးပြီးထူးသွားတာမရှိတော့ပေါက်တဲ့နှစ်ဖူးကလည်းတိုးမထူးတော့အဲ့တော့ဆွေးနွေးပါပြေမပြေပြည်သူလူထုကတော့ခံနေရသေးပဲဆိုတော့ပြည်သူတို့ကတော့ကြီးမကြည့်တော့သတင်းတွေကလည်းလှည့်သားလို့ရတယ်ဆိုတော့ဒီကိစ္စမျိုးတွေမှာသတင်းတွေအရာလှည့်သားသလားလို့တော့ကျွန်တော်မှအတွေးဝင်လာလို့ဖြစ်လာတယ်။ဒါမဲ့လည်းဟုတ်ချင်လို့ပဲမဟုတ်ချင်လို့မဟုတ်ဘူး။ဒါကတော့စဉ်းစားကြရတယ်ပေါ့နော်။ဒါလေးကကြုံလို့ဒီနေ့ဒီ MNDAA လာရှိုး KIA အုပ်စုတွေဆက်ဆက်ပြီးပြောတာပါ